ရှင်ရှယ် channel လေးကနေကြိုဆိုပါရစေဒီဗီဒီယိုလေးမှာတော့ကျွန်မက quotient function နဲ့ mod function ကြားထဲကခြားနားချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ် quotient နဲ့ mod ကိုဘယ်လိုအချိန်မှာသုံးလဲဆိုတာကိုလည်းကျွန်မတို့လေ့လာကြည့်ကြရအောင်เนาะဒါဆိုရင်အခုကျွန်မကဒီမှာပေါ့နော်အကြောင်းစီးရင်လေးတစ်ခုလုပ်ထားတယ်ပေါ့နော်ဒီမှာ list လေးတစ်ခုလုပ်ထားတယ်list မှာ item name ပါမယ် qty ပါမယ်ပြီးရင် units per box နဲ့ boxes remaining unit ဆိုပြီးကျွန်မထည့်ထား qty မှာကျတော့ကျွန်မတို့အရေးအတွက်ဒီအကုန်လုံးပေါ့နော် total အရေးအတွက် coffee ဆိုတဲ့ item ကိုရွေးမယ်ဆိုရင်သူ့ရဲ့ qty က225 packet ပါမယ်ဟုတ်ပြီအဲ့225 packet က units per box အနေနဲ့ဆိုရင် box တစ်ခုမှာအထုပ်30ဒါဆိုရင်225ဆိုရင်ဘယ်နှ box ရမလဲပေါ့နော်ဒီလိုမျိုးလေးကိုကျွန်မအတွက်မှာကျန်တဲ့ဟာတွေဆိုရင်လည်း qty တွေပေးထားတယ်ပြီးရင် unit per box ကကြာကျွန်မဒီမတူအောင်ပုံထားပေးရပါတော့ဟုတ်ပြီဒါဆိုရင်ကျွန်မက box အရေးအတွက်လေးကိုကျွန်မတွက်ချင်တယ်ဟုတ်ပြီ box တစ်ခုမှာအထုပ်30ပါတယ်ဟုတ်ပြီ225တို့ဆိုရင်ကျွန်မဘယ်နှ box ရမလဲဆိုတာတွက်မယ်ဆိုရင်ခါတိုင်းလိုမျိုးပုံမှန်အတိုင်းဆိုရင်ကျွန်မက equal ဆိုပြီးတော့ကျွန်မကစုပေါင်းအရေးအတွက်ကိုတည်ရပြီးရင်သူ့ကိုဘာနဲ့စားမလဲဆိုရင် units per box နဲ့စားလိုက်ခဲ့မယ်ဆိုရင်ကျွန်မကအဖြေရတာထွက်တယ်ဒါပေမဲ့ကျွန်မတို့တွက်လိုက်တဲ့ Newton division နဲ့စားတဲ့အခါမှာ 7.5 ဆိုပြီးတော့ point တန်မှုတွေနဲ့ပါလာပြီ decimal point တွေပါလာပြီဆိုရင်ကျွန်မတို့ကဒါက box အရေးအတွက်အတိအကျမဟုတ်ဘူးနောက်ကပိုနေတဲ့အထုပ်အရေးအတွက်တွေပါထည့်ပြီးတော့လာတယ်ပေါ့နော်အဲ့ဒါဆိုတဲ့အတွက်ကျွန်မတို့ကတကယ်ရောင်းစင်းတွေတွက်တဲ့အခါမှာဆိုရင် box အရေးအတွက်နဲ့အတိအကျလိုချင်တယ်ဆိုရင်ကျွန်မတို့က Newton division နဲ့စားလို့မရတော့ဘူးဒါဆိုရင်တော့ quotient function လေးကိုအသုံးပြုရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင် quotient function လေးကိုဘယ်လိုအသုံးပြုလဲကြည့်ရအောင်နော်ဒါဆိုရင်ကျွန်မကဒီမှာ equal ဟုတ်ပြီနော် quotient ကိုရိုက်မယ်ဟုတ်ပြီquotient ကိုရိုက်တဲ့အခါမှာကျမတို့ကသူကဘာတောင်းလဲဆိုရင် numerator နဲ့ denominator နှစ်ခုတောင်းတယ်ဟုတ်ပြီ numerator ကဘာလဲ denominator ကဘာလဲ numerator ကကြတော့ကျမတို့ပြောရရင်စာတီကိန်းပေါ့နော်သူ့ရဲ့ပိုင်းဝေတန်မှုပေါ့နော်အဲ့တော့တီကိန်းနောက်က denominator ကကြတော့ပိုင်းခြေအနေနဲ့စာကိန်းဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဒီချေတို့ကပိုင်းဝေနဲ့ပိုင်းခြေနှစ်ခုကိုရွေးပြီးသွားရင် quotient function လေးနဲ့တွက်လိုက်ခဲ့မယ်ဆိုရင်ကျမတို့လိုချင်တဲ့ box ကquotient function ဆိုတဲ့နာမည်အတိုင်းပဲစာလက်ကိုပဲသူကပြပေးမှာအောက်ကကျန်တဲ့ဒီ decimal အစိတ်အပိုင်းမျိုးသူကလုံးဝမပါတော့ box ဆိုရင်လည်း box အရေးအတွက်အတိအကျပဲသူကပြပေးမှာဟုတ်ပြီเนาะဒါဆိုရင်ကျမကရွေးလိုက်မယ် numerator အနေနဲ့ဆိုရင်ကျမက qty ရွေးမယ်ပြီးရင် comma ကုန်မယ် denominator အတွက်ဆိုရင်เนาะဒီနောက်က units per box ကိုရွေးပြီးရင်ပိတ်ပြီးတော့ enter ခောက်လိုက်မယ်ဆိုရင်ကျမတို့ box အရေးအတွက်က7ဆိုပြီးထွက်လာပြီဟုတ်ပြီဒါဆိုရင်ကျမတို့က225ကို30နဲ့စားလိုက်တယ်ဆိုရင်7เนาะဒါပေမဲ့နောက်ကပြတ်အောင်စားတာမဟုတ်ဘူးဒါဆိုရင်သူ့မှာအကျွင်းရှိမယ်ဟုတ်ပြီဒါဆိုရင်ကျမတို့ကပြန်တဲ့အရေးအတွက်ကိုကျမတို့က remaining units ဒါကဘာလဲဆိုရင်ကျမတို့ကဟုတ်ပြီ box နဲ့တွက်လိုက်တာ225မှာတော့9 box ရတယ်ကျန်တဲ့အထုပ်အရေးအတွက်ကဘယ်လောက်ရမလဲအဲဆို30နဲ့9နဲ့မြောက်လိုက်ရင်အထုပ်ပေါင်းကဘယ်လောက်ဖြစ်မလဲဆိုရင်210ဆိုရင်ကျန်တဲ့ဘယ်လောက်ဖြစ်မလဲဆို15တို့ကျန်မယ်ဟုတ်ပြီကျန်တဲ့15တို့အရေးအတွက်ကကြတော့ကျမတို့ဘယ်လိုဆက်တွက်မှာတော့เนาะဒီမှာပါမနေဘူးဒီမှာက box အရေးအတွက်ပဲတွက်တာဒါဆိုရင်ကျန်တဲ့15တို့အရေးအတွက်ကိုကျမတို့ကတွက်မယ်ဆိုရင် remaining units မှာတွက်မယ်ဟုတ်ပြီဒါဆိုရင်ဘယ်လိုတွက်မှာလဲဆိုရင်ကျမတို့ကသူ့ကို mod function လေးနဲ့တွက်မယ်ဟုတ်ပြီเนาะကျမတို့ဆော့ဆော့ quotient တွက်လိုက်တာကကြတော့ဒါကစားလက်ကိုပဲတွက်လိုက်တာဟုတ်ပြီနောက်ထပ်အကျွင်းကိုကဘာနဲ့တွက်မှာလဲဆိုရင် mod function လေးနဲ့တွက်မယ် mod function လေးကိုသုံးပြီးဆိုတာနဲ့ဘာနဲ့လိုလဲဆိုရင် number နဲ့ divisor နဲ့လိုတယ်ဆော့ဆော့အတိုင်းမှာပဲ number ဆိုတာကကြတော့ကျမတို့ကဒါကစုစုပေါင်းအရေးအတွက်စားကိန်းဖြစ်တယ်အတီကိန်းဖြစ်တယ်21ဖြစ်တယ်နောက်တစ်ခု divisor ကကြတော့စားကိန်းပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျမကဒီဘက်ပြင်မှာ mod function လေးနဲ့တွက်ကြည့်မယ်နော် mod ဒါဆိုရင်ကျမက mod function လေးရွေးမယ် number တောင်းပြီဒါဆိုရင်ကျမ 21ကိုထည့်ပေးလိုက်မယ် comma ကုန်မယ် divisor ကကြတော့ကျမတို့ units per box ကိုပဲတွက်မယ်ဟုတ်ပြီ enter ခောက်လိုက်မယ်ဒါဆိုရင်တော့ဆက်မှာဟုတ်ပြီဒါဆိုရင်သူနဲ့မြှောက်ပြီးတော့သူနဲ့ပြန်ပေါင်းကြည့်လိုက်မယ်ဆိုရင်ကျမတို့ဒီက 21ကိုပြန်ပြီးတော့ရှာနေတယ်ပေါ့နော်ဟုတ်ပြီဒါကကြတော့ box နဲ့ remaining units ကိုတွက်ပြီးသွားပြီဒါဆိုရင်ကျန်တဲ့ဟာတွေအတွက်ကောဒီလိုပုံစံလေးပဲကျမတို့က set တွက်လို့ရတယ်ဒါဆိုရင်ကျမက auto fill နဲ့ဆွဲချလိုက်မယ်ဆိုရင်units per box ကတစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကြောင့်ထွက်လာတဲ့တန်ဖိုးလေးတွေကသူ့ရဲ့ units per box ပေါ်မူတည်ပြီးတော့မှပြောင်းလဲသွားတယ်ဟုတ်ပြီနော် newtons မှာဆိုရင်လည်း330 21ဒါဆိုရင် box အနေနဲ့ဆိုရင်8 box ပေါ့ဟုတ်ပြီပြီးသွားရင်ကျန်တဲ့ remaining units ကတော့10 units ပေါ့နော်ဒါဆိုရင် the box မှာခောက်ဆွဲကပေါ့နော်ရှစ်ပေါ့နော်ဒါ
40ပါတယ်ပေါ့အထုပ်40ပါတယ်ဒါဆိုရင်ဘယ်နှပေါင်းစီရမှာလဲဟုတ်ပြီကျန်တာကဘယ်လောက်လဲဆိုတာမျိုးကိုကျမတို့တွက်သွားတာပေါ့နော်ဟုတ်ကဲ့ဒါကကြတော့ကျမတို့ဒီ Excel မှာဆိုရင်ဒီ quotient နဲ့ mod function ကိုသုံးပြီးတော့မှကျမတို့ဒီအကြောင်းစရင်းတွေမှာဒီ box တွေပေါ့နော်unit power box တွေပုံမူတည်ပြီးတော့မှတွက်လို့ရတယ်မတူတဲ့အခါတွေမှာ unit power box တွေတစ်ခုနဲ့တစ်ခုမတူဘူးဆိုရင်လည်းဒါလေးတွေကိုအလွယ်တကူသုံးပြီးတော့တွက်လို့ရတယ်အဲ့တော့ quotient ကကြတော့စားလက်ကိုတွက်တာဖြစ်ပြီးတော့ mod ကကြတော့အကျွင်းသီးတန်ကိုတွက်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့ quotient နဲ့ mod သင်ခန်းစာလေးပဲဖြစ်ပါရဲ့ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်